နာမည်ကျော်တက္ကသိုလ်တစ်ခုကပါမောက္ခကြီးတယောက်ဟာသူ့ရဲ့သုတေသနလုပ်ငန်းအတွက်တပည့်တချို့နဲ့အတူကျေးရွာတရွာကိုလေ့လာရေးခရီးထွက်ခဲ့ပါတယ်။ရွာရဲ့စိုက်ပျိုးရေးမွေးမြူရေးနဲ့လူနေမှုဘဝတွေကိုပါမောက္ခကြီးဟာစနစ်တကျလေ့လာပါတယ်။မှတ်သားပါတယ်။မေးမြန်းပါတယ်။ဒီနေ့မှာတော့မွေးမြူရေးသမားတယောက်နဲ့ဆွေးနွေးနေတော့မှမွေးမြူရေးသမားကသူ့မွေးထားတဲ့နှုတ်သားနှမတွေကိုလွှတ်ကြောင်းထားတာကိုကြည့်ပြီးနှမတွေကိုနာမည်နဲ့တကွာခေါ်ဝေါ်လို့ပြောဆိုကြိမ်းမောင်းနေတာကိုတွေ့ရပါတယ်။ဟိုစာဥဆိုတဲ့ကောင်မဘယ်သွားအောင်မလဲ။တိမ်ပြာဆိုတဲ့ဟာမကလည်းဟိုဘက်ခြံစည်းရိုးတိုင်ကိုတွားပုတ်နေပြန်ပြီ။ဟဲ့ဖြူမမြက်ကောင်းကောင်းမစားပဲဘာဖြစ်လို့တခြားကောင်မတွေကိုလိုက်ဝှေ့နေရတာတော့ပါမောက္ခကြီးကလေသမားကိုကြည့်ပြီးအံ့ဩသွားပါတယ်ခမရနှမတွေအားလုံးကိုနာမည်မှတ်မိတာပဲလားမှတ်မိတာပေါ့ဆရာကြီးရဲ့သူတို့နာမည်မှတ်မိမှသူတို့ကိုထိန်းရတာလွယ်တာပေါ့တော်လိုက်တာဗျာကျွန်တော်ကတော့ကျွန်တော်တပည့်မတွေကိုနာမည်အကုန်မမှတ်မိဘူးဗျို့ဒီအခါမှာမွေးမြူရေးသမားကြီးရဲ့ဇနီးကဝင်ပြောလိုက်ပါတယ်သူမရဲ့ပြောစကားကြောင့်ပါမောက္ခကြီးဘေးမှာပါလာတဲ့ကျောင်းသားတွေဟာပြုံးစီစီဖြစ်သွားကြပါတော့တယ်မိမကြီးပြောလိုက်တာကတော့ဒီလိုပါဆရာကြီးကဘယ်မှတ်မိမှာလဲကျမယောက်ျားလိုတစ်နေ့နှစ်ကြိမ်မှနိုးမညစ်ရပဲ